ဒီကောင်းရင်လာစားပဲဖြစ်ပါတယ်ဟုတ်တယ်ဒီပါကြည်ပါကိုညာကိုလာကြပဲဟာလာကင်လေးတော့အများကြီးဒီထဲမှာထက်ကြံလေးနော်ရှက်တီးမယ်ဒါလေးဒါလေးဒါထက်မယ်လို့ဒါထက်ဟုတ်တယ်ခဏကျိုးဒီမှာဒါထက်လာအောင်မယ်စားမယ်လို့ကျုံမယ်နော်ကျုံရောစားရင်ကျွေးမယ်ရောက်စားဒီနေ့တော့ရင်ကျွေးမယ်ရောက်စားချစ်လေးဆောက်ကောင်းအချွေလေးအဆောင်းဘာဆောက်ကောင်းမလားကောင်းတွေရောအချောင်းတစ်ချောင်းရှိနော်ဆောက်ကောင်းဒီဘက်ပြေရောက်တစ်ချောင်းရှိနှစ်ချောင်းရှိပါခင်ဗျာကျုံကြောက်sorry ครับก้อนอะไรซะจะเบาซาเลยเนี่ยยอมซามีไว้ซะจ้ะအချွတ်နေတာပါတို့လား၄ချောင်းရှိပါပြီဗျမှာပါကျွန်တော်တို့အကင်ဒီမှာပါဒီအများကြီးပဲရုံးပလီများပါရဲ့ရုံးပလီအများကြီးပဲစားရုံးပလီဒါစိတ်သားလားကြက်သားလားမသိဘူးစိတ်သားဗျာမသိဒီပါနှစ်ကြောင်3ကြောင်4ကြောင်5ကြောင်6ကြောင်ရှိပါပြီခင်ဗျာ6ကြောင်6ကြောင်ဘယ်ကျွန်တော်ရေသွားတော့တာပဲရခဲ့ပဲဒီတော့ကခဏကြည့်တာဒီကပါပြပြမသူခဏကြည့်တာတော့ဘာစတားရတယ်နော်စတားလေးအော်အချင်းနဲ့ကောင်းတော့ကောင်းရကျွန်တော်ဒီကောင်းလာထားပါဗျာလာပြီကောင်းပါလေဒီအကုန်လုံး6000ကိုပါလို့စကောင်း6000မများပြီအစားတော့မရှိတော့ဘူးတကြောက်မှမရှိတော့မှ website ထားပါတယ်ဗျာโอเคအချင်းစားမလားရောက်စားပါကျုံကြောင်ကြီးစားကြပါကျွန်တော်ဖောင်းရတာအများကြီးဖြစ်သွားပြီဆက်လေးနဲ့ဒီမှာရက်ကကောင်မလေးကဒီသူတို့မေးအိမ်ပြန်လိုက်အဲ့ကောင်မလေးကသိလားကလေးလေးမရှိတော့ပါဘူးကလေးလေးသူ့မေမှာနေပါတယ်ကလေးဘယ်နဲ့ပြန်လာမဲတော့မသိသေးပါဘူးခင်ဗျာကျွန်တော်ကအခုဒီကောင်ရဲ့အဖွားရမှာပါဟုတ်တယ်ရုံးလေးကြီးအများကြီးပဲကြီးရုံးလေးချောင်း20ချောင်းဝယ်လာပါကျွန်တော်ရုံးလေးကြီးရိုက်လို့ပါရုံးလေးကြီးဘာလို့ရှိလဲဆိုကျွန်တော်ကိုယ်တိုင်ပြမယ်ကျွန်တော်လမ်းမှာလမ်းဆောင်နဲ့ပိုက်စားလို့ဝယ်ထားခဲ့ပါတယ်မကြီးရုံးလေးကြီးဘယ်နဲ့ချောင်းမကြီးခုကြည့်ရမှာဒီကြောင်ဒါလေးကစိတ်ဦးလားကြောက်ဦးလားကြုံသေးဘူးဗျဝဲရပဲဒီလေးကစိတ်သားဗျစိတ်သားလေးစားပါမယ်ရတယ်တော့ဆွဲပါတုတ်ကြည့်ရမသိဘူးဗျမတုတ်ကြည့်လားတောင်းပါရဲ့တော့ကောင်းဝက်စားchannel လေးကိုအားပေးကြပါနော်မျိုးဗီဒီယိုဆက်တွေ့ကြရင် like and subscribe လေးလုပ်ရအောင်နှိပ်ပေးကြပါဦးခင်ဗျာအမျိုးကျွန်တော်တို့ဗီဒီယိုတင်တိုင်းတွေ့ရအောင်ကျွန်တော်တို့ဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ခဲ့ပေးပါခင်ဗျဟုတ်ကဲ့
ကျောင်းသားလာမယ်ဒါမသိတော့အချင်းနဲ့မောက်ကြကုန်ပြီတို့လာမနော် တော့လို့ရတယ် ရပြီပြစ်လိုက်ကုန်ပြီအကုန်လုံး sorry ပါကျွန်တော်မှာကျွန်တော်တို့ဖုန်းကသိနေလို့ပါ မငယ်ဘောကတည့်ရကြတာအသက်ရှင်တာပြစ်ပြလဲဒီရုံးလေးကျွန်တော်တိတ်မကြိုက်ဘူးအများကြီးပဲ ကျွန်တော်ရုံးမြေဒီများစားပါမယ်နော်ကျွန်တော်ပို့ပြီးတော့မိုင်းအောင်ကျွန်တော်3ချောင်းစီစားပြပါမယ် ဟုတ်တယ်ကျွန်တော်အဲ့စားတယ်ထွေးမှာနော်မလို့စားတယ်နော် အေးမထွေးနဲ့မင်း မတို့ အများကြီးပဲလားကျွန်တော်3ချောင်းစားပါ စားမှာတော့ကျွန်တော်3ချောင်းအော်ဆူတာ 3ချောင်းရ ရုံးမေးဆူရဒီကဒီက ဆူလိုက်တာကျန်တဲ့အသားတွေက300တဲ့ရုံးမလေးတရားရုံးမလေးတွေတရားဆိုတော့ဒီမဲ့လို့ပို့ဝဲလာပါလေဘယ်လိုလဲမင်းမင်းနေနေပဲစား ကိုရေတော့ပဲတဲ့ဒီဘောပြောနားမလဲကြမှာကြောက်လို့ပါရစကောလာပဲဆက်တယ်ရေကပဲလေရေကလာပဲကျွန်တော်ရဲ့ကေတော့ငယ်ငယ်ငါလို့ကျွန်တော်ငယ်လေးကလေးပေါင်းလုံးဝရစင်းနေလို့ပို့လာဗျတက်ကြည့်တော့ဒီလိုမျိုးကြိုက်တာတွေကြည့်နေကျွန်တော်တို့ like and subscribe ဖြစ်အောင်လုပ်ပေးကြအောင်တက်နိုင်လုပ်ပေးကြပါ like and subscribe လေး ကျွန်တော်ပြန်လာပြီရေခွက်လေးနဲ့ပြန်လာပြီရေမောက်ကြကုန်ပြီsorry ပါရေခဏမောက်ကြသွားလို့နော်ရေမောက်ကြကုန်ပြီကျွန်တော်စားထားတဲ့အချောင်းလေးတွေကတဲ့ဘီဝါတို့ရေးကြည့်ပါကျွန်တော်တော့မရေးတော့များလို့ ဒွိုင်းမမြင်အောင်ကဒွိုင်းမီးပါနဲ့မောပါလိုက်မယ်ဒီကောင်ကြီးပါမယ်ဒီနေ့ဘာကြောင့်မယူဟဲ့မင်းကြီးမယူစားကောင်းဘာမှမင်းမလုံးနဲ့စားချက်စားစကောဘာမပါတော့ကျွန်တော်ကျင်းတော့မငယ်ချင်းပါဒီကောင်ကျွန်တော်ငယ်လေးကလေးပေါင်းလာဟုတ်တယ်မလားရပို့မဟာလို့အငါအဲ့တော့ဘာမသိနဲ့လေရောဟာလာတော့ဒီကောင်မစားနိုင်နဲ့စားပါလေထွက်ရေသွားတော့ရေမရှိတော့ဘူးပြရတယ်ရေတော့ကြရအောင်မယ်ကျွန်တော်ဒီညောင်းနေစိတ်တောင်ယူကျေးဇူးပြုပြီးတော့ဒီကောင်ညောင်ရေကလာအောင်ကျေးဇူးပြုဒီကောင်အပြုံးမလို့ခွန်းတော့ပါဒီကောင်စိတ်သိမ့်မမှန်လို့ပါလို့ဒီကောင်နဲ့ယူနေပါစကောင်းလို့ရညိပါကြဘယ်နဲ့ချောင်းလဲယူပါမယ်ချောင်း3ချောင်း4ချောင်း5ချောင်းအချောင်းကြီးနေတာရေမောက်ကြကုန်ပြီကြာတော့10ချောင်းရေတော့ရလာပြီ10ချောင်း17ချောင်း12ချောင်း13ချောင်း14ချောင်း15ချောင်း16ချောင်းခဏတော့ဘယ်နှချောင်းလဲမသိဘူး18ချောင်း19ချောင်း24ကြောင်းပါခင်ဗျာ34ကြောင်းပါ Bye bye နောက်တက်လာမယ်ဗီဒီယိုတွေကိုနောက်ကြမှာပြန်တွေ့မယ် Bye bye